မဲ့မင်္ဂလာပါဒီဗီဒီယိုကတော့နေပြည်တော်မှာပြုလုပ်တဲ့ငြိမ်းချမ်းရေးဖိုရမ်ရွေးကောက်ပွဲဆွေးနွေးပွဲမှာတက်ရောက်ခဲ့တဲ့ဒီဥပကုကြီးကိုကျွန်တော်ကိုသက်ထွေးနိုင်ကတီးသန့်အင်တာဗျူးဆွေးနွေးထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာဥပကုကြီးအနေနဲ့ဘာတွေဆွေးနွေးထားလဲဆိုတာကိုကျွန်တော်တို့အတူတူနားထောင်ကြည့်ရအောင်အဆင့်တစ်ဆင့်ကိုဖြတ်တန်းမဲ့ရွေးကောက်ပွဲလို့ပဲကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ဥပ္ပိုလ်ကြီးခင်ဗျာပြီးခဲ့တဲ့ဇွန်လ25နဲ့29နေပြည်တော်မှာငြိမ်းချမ်းရေးဖိုရမ်ကျင်းပခဲ့ပါတယ်စစ်ကောင်စီကဦးစီးပြီးတော့ပြီးခဲ့တဲ့မတ်လလည်းကျင်းပါတယ်အခုဒုတိယမြောက်လို့သိရတယ်အခုတစ်ခေါက်မှာပို့ပြီးထူးခြားလာတဲ့အခြေအနေကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီညီလာခံကငြိမ်းချမ်းရေးရဲ့ရွေးကောက်ပွဲရဲ့တော့အနာဂတ်ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေးပေါ့စသည်ဖြစ်သိရတယ်ဒါပေမဲ့ဒီနေရာမှာအဓိကထားပြီးတော့ငြိမ်းချမ်းရေးရဲ့ရွေးကောက်ပွဲကိစ္စကိုဦးစားပေးပြီးမေးလိုပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ငြိမ်းချမ်းရေးဖိုရမ်တက်လာတဲ့ NCA လက်မှတ်မထိုးထားသေးတဲ့UWSA ဝရဲ့နောက်မိုင်းလာအဖွဲ့ရဲ့ SSPP ရဲ့သူတို့ရဲ့တက်ရောက်မှုနဲ့ထူးခြားမှုသူတို့ရဲ့ဆွေးနွေးမှုတွေကိုဘယ်လိုတွေ့ရလဲဗျအဲ့ဒါဥပ္ပိုလ်ကြီးပြောပြနိုင်တယ်လို့သိလိုပါတယ်ဗျကျွန်တော်တို့လည်းဝါတို့မိုင်းလာတို့စသဖြင့်ဒါမြောက်ပိုင်းအဖွဲ့တွေတက်လာတော့ဒါထူးခြားတယ်လို့ကျွန်တော်တို့လည်းမြင်မိတယ်ပေါ့လေအဲ့တော့သို့တော့သူတို့ကတော့ observer သဘောမျိုးကျွန်တော်တို့မြင်တယ်အဲ့တော့သူတို့ဒါကျွန်တော်တို့ဆွေးနွေးကြတဲ့ကိစ္စတွေကအပြင်မှာပြောနေကြတာကသူတို့လက်လက်ဆွေးနွေးလို့မရဘူးဆိုတာမျိုးပေါ့နော်ပြောရရင်တော့ဒါနာဆာကကြီးမှုပြီးတော့သူလိုချင်တဲ့ပုံဖော်နေတယ်ဆိုတာမျိုးတွေပြောနေကြတာနော်ဟိုတက်ရောက်ခွင့်ရတယ်ဆိုရင်လည်းဆွေးနွေးသူတွေကစောင့်ကြည့်လေ့လာသူတို့လက်လက်ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်ဆိုတာကိုလေ့လာအကဲခတ်ခွင့်တော့ရသွားတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဗျသူတို့အနေနဲ့ပွဲစဉ်တစ်ခုလုံးမှာသဘောထားမှတ်ချက်ပေးတာရှိတာဗျဒီအဖွဲ့တွေကကျွန်တော်တို့ကအဖွဲ့နှစ်ဖွဲ့ခွဲထားတဲ့အချိန်မှာကျွန်တော်ကအဖွဲ့နှစ်မှာကျွန်တော်တက်ရောက်ပြီးတော့စပီကာဖြစ်လဲပြောကြားခဲ့ရတဲ့အခါကျတော့ဒီမှာတော့ဘာမှပြောကြားတာကျွန်တော်တို့မတွေ့ရပါဘူးသို့တော့ကျွန်တော်လည်းဒါတက်ရောက်လာတဲ့ဒါဝါအဖွဲ့တွေဆိုလဲဒါကျွန်တော်ရခင်နဲ့တည်ထားပြီးသားသူတွေဆိုတော့ကျွန်တော်တို့သွားပြီးတော့နှုတ်ဆက်ကြပြောကြဆိုကြအဲ့ဒါမျိုးလေးတော့ရှိပါတယ်ဗျဟုတ်ကဲ့နောက်ထပ်ထူးခြားတော့နိုင်ငံတကာကတက်ရောက်တဲ့တန်တမာတွေပညာရှင်တွေเนาะနောက်ပြီးတော့အထူးသဖြင့်တော့ဒီရွေးကောက်ပွဲကိုလုံးဝအပြည့်အဝထောက်ခံတဲ့တရုတ်နိုင်ငံပေါ့နော်တရုတ်နိုင်ငံမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှီကျွန်းသူကတက်ရောက်တယ်တက်ရောက်ပြီးစကားလည်းပြောရတယ်လို့ပြောပါတယ်အဲ့တော့သူ့ရဲ့ပြောကြားချက်သူတက်ရောက်တဲ့ပုံမှာဥပ္ပိုလ်အနေနဲ့ဘယ်လိုမျိုးအမြင်ရှိလဲဗျဘယ်လိုသုံးသပ်ချက်ရှိလဲအဓိကကတော့ဒီပွဲမှာကျွန်တော်တို့သတိထားမိတာကအိန္ဒိယနိုင်ငံတွေပေါ့မြန်မာဒလိထုံးတန်းအရပြောရရင်တော့အရှိ9အိမ်အနောက်9အိမ်ကဆွေမျိုးတဲ့တောင်မှကျွန်တော်တို့ကပို့ပြီးတော့ရင်းနှီးပြီးတော့အမြဲတမ်းဆက်ဆံနေရတဲ့သဘောရှိတာအဲ့တော့အခုဒီပွဲမှာကတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်တင်ရှိကျွမ်းတက်တယ်တခါကျွန်တော်တို့အိန္ဒိယနိုင်ငံဆိုတဲ့တာမတ်ကြီးတက်တယ်နောက်တခါပညာရှင်တွေတက်တယ်ထိုင်းနိုင်ငံကဆိုလို့ရှိရင်လည်းဒါဒုတိယနိုင်ငံသားရေးဝန်ကြီးဟောင်းပေါ့တက်တယ်အစရှိသဖြင့်အဲ့တော့အိန္ဒိယနိုင်ငံတွေရဲ့စိတ်ဝင်စားပူးပေါင်းပါဝင်မှုကိုတော့ကျွန်တော်တို့သတိပြုမိပါတယ်မစ္စတာတင်ရှိကျွမ်းကတော့သူကမြန်မာနိုင်ငံနဲ့ယင်းနေတဲ့ဆက်ဆံရေးဒါတရုတ်နိုင်ငံနဲ့ဆက်ဆံရေးအကြောင်းပြီးတော့ငရင်ဘေးမှာတုန်းကလည်းဒါသူတို့ပထမဦးဆုံးတက်ကြွနဲ့သူတို့လာပြီးတော့ကုညီဆောင်ချောက်ခဲ့တဲ့အားပေးခဲ့တဲ့အားနောက်တစ်ခါကျွန်တော်တို့လာရှိုးကိစ္စမှာဆိုလို့ရှိရင်လည်းဒါသူတို့ချောင်းဝင်ညှိနှိုင်းပေးပြီးတော့လက်ရှိဒါအပြစ်ကရစေးကိစ္စဘာညာတွေပါသူတို့ဝင်ပြီးတော့စောင့်ကြည့်ထိန်းသိမ်းပေးတဲ့ကိစ္စတွေပေါ့နော်ဒါတရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံနဲ့ဆက်ဆံရေးအလေးနဲ့ထားတဲ့ကိစ္စဒါကိုအဓိကပြောသွားတာတွေ့ရပါတယ်အဲ့တော့အိန္ဒိယဘက်ကဆိုလို့ရှိရင်လည်းငရင်ဘေးမှာတုန်းကလည်းဒါသူတို့အရင်ဆုံးဒါရောက်လာပြီးတော့အားပေးကူညီခဲ့တဲ့ကိစ္စတွေနှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေကိုဒါအဓိကပြောသွားပါတယ်ပြောသွားတဲ့သူတွေအားလုံးကတော့ဒီမြန်မာနိုင်ငံရဲ့ပဋိပက္ခဖြေရှင်းရေးငြိမ်းချမ်းရေးကိစ္စဟာမြန်မာအုံမြန်မာလက်ပေါ့မြန်မာရဲ့ကိုယ်ပိုင်အစီအစဉ်ပဲဖြစ်ရမယ်မြန်မာကိုယ်တိုင်ဥဆောင်တဲ့အစီအစဉ်ပဲဖြစ်ရမယ်ဆိုတဲ့ဟာကိုတော့ဒါသူတို့အလေးနဲ့ထားပြီးပြောသွားတာရှိပါတယ်ဟုတ်ကဲ့အဲ့တော့ပထမဦးဆုံးထောက်ပြလိုတာတော့ခေါင်းစဉ်ကတော့ငြိမ်းချမ်းရေးဖိုရမ်ပေါ့နော်ဆိုဒီနေရာမှာဒီစစ်ကောင်စီကိုတော်လန်တက်ခတ်နေတဲ့တကယ်အင်အားစုတွေကဘယ်ဖွဲ့စည်းမှလည်းမပါဘူးနောက်တစ်ခုကဒီထက်ပိုပြီးတော့ထောက်ပြကြတာကစစ်ကောင်စီကဒီလေအနေနဲ့ပုံကြီးသူကတော့သူစစ်ရေးရစစ်စင်ရေးရသူလောက်တာပဲဒါပေမဲ့တကယ်တမ်းထိခိုက်မှုများတာကအယက်သားပြည်သူတွေပိုထိခိုက်တယ်ဆိုတော့ဒီသတင်းတွေပေါ်မူတည်ပြီးဝေဖန်မှုတွေရှိတယ်လေနဲ့ပုံကျဲနေတယ်
stakeholder တွေလည်းမပါတဲ့ငြိမ်းချမ်းရေး forum ဆိုတာရည်စရာလိုဖြစ်နေတယ်ပေါ့နော်အဲ့ဒီလိုမျိုးဝေဖန်မှုတွေရှိပါတယ်အဲ့ဒီပုံမှာရောဗာများပြောလို့လဲဗျ ဒီရွေးကောက်ပွဲရောတကယ်ဖြစ်လာမယ်လို့တွေးတဲ့အနေနဲ့တကယ်ရောယုံကြည်ရဲ့လားဒီရွေးကောက်ပွဲတကယ်ဖြစ်မြောက်ခဲ့တယ်လို့ထားဖြစ်မြောက်ခဲ့ပြီးသွားတယ်နော်ဒီစစ်ပွဲတွေကဆက်လက်ဖြစ်နေရောအဲ့ဒါကိုဘယ်လိုမျိုးအုပ်ချုပ်မယ်လို့တွေးတဲ့အနေနဲ့ကျင်လည်းမကြည့်ဘူးအဲ့ဒါ comment လေးမှာနည်းနည်းအကြံပြုပြီးတော့ပြောဆိုပေးတာနော်နည်းနည်း comment လေးမှာနည်းနည်းအကြံပြုဝေဖန်ပေးကြပါအဲ့တော့ကျွန်တော်တို့အဖွင့်အခမ်းအနားမှာကတော့ဒီတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့မိန့်ခွန်းမှာပေါ့လေအဲ့တော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်မယ်ဆိုတာကိုသူကအခိုင်အမာပြောသွားတာတွေ့ရပါတယ်နောက်တစ်ခုကတော့ရွေးကောက်ပွဲကိုဒီဇင်ဘာတတိယပတ်ကနေပြီးတော့ဇန်နဝါရီပထမပတ်ဒုတိယပတ်အထိအဲ့ဒီအတော်အတွင်းမှာဒါအတုပ်ခွဲပြီးတော့ကျင်းပသွားမယ်ဆိုတာကိုလည်းဒီအခမ်းအနားမှာသူကထပ်လောင်းပြီးတော့ပြောကြားသွားပါတယ်အဲ့တော့နောက်ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင်လည်းအားလုံးကိုတကားဖွင့်ထားတယ်ဒါပြည်စုံဆွေးနွေးဖို့အတွက်သူဘက်ကဒါတကားဖွင့်ထားတယ်ဆိုတဲ့အကြောင်းကြိုတင်ကန့်သက်ချက်မထားဘူးပေါ့နော်ဆွေးနွေးမယ်ဆိုတဲ့အကြောင်းကိုလည်းထပ်လောင်းပြီးတော့ပြောကြားသွားတာတွေ့ရပါတယ်အဲ့တော့ဒီခန္ဓာမှာကြတော့ဟာလာကျွန်တော်တို့ကိုယ်တိုင်လည်းဒီခန္ဓာမတိုင်ခင်ဆွေးနွေးပွဲမှာကလေးကတည်းကတကယ်ပဋိပက္ခမှာပြစ်ခတ်နေတဲ့သူတွေမပါဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ကိုယ်တိုင်လည်းထောက်ပြပြောကြားခဲ့ပါတယ်ဆိုလိုတာကကျွန်တော်နိုင်ငံရေးပါတီတွေနဲ့ NSPNC နဲ့ဆွေးနွေးစဉ်တုန်းကတည်းကကျွန်တော်တို့ဒီဟာကိုအလေးနဲ့ထားပြီးတော့ပြောကြားခဲ့တယ်နောက်ကျွန်တော်တို့ကိုယ်တိုင်ဆွေးနွေးတဲ့အခါမှာလည်းပဲအဲ့တော့ကိုယ့်ရဲ့ပါတီကိစ္စလောက်ဆွေးနွေးတာမဟုတ်ဘဲနဲ့ပဋိပက္ခတစ်ခုလုံးကိုလွှမ်းခြုံနိုင်ဖို့အတွက်အတတ်နိုင်ဆုံးကျွန်တော်တို့မပါဝင်နိုင်သေးတဲ့အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍကိုပါကျွန်တော်တို့ခြုံငုံပြီးတော့ဆွေးနွေးကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့သူတို့တွေကိုယ်တိုင်မလာနိုင်သေးပေမဲ့ကျွန်တော်တို့ဆွေးနွေးချက်တွေထဲမှာဒါပဋိပက္ခတစ်ခုလုံးနဲ့ဆက်ဆက်တဲ့ကိစ္စတွေကိုကျွန်တော်တို့ဆွေးနွေးပြကြပါတယ်။ဒီနေရာမှာထပ်ပြီးတော့နည်းနည်းဆက်ပြီးမေးလို့တာတစ်ခုပါအဲ့ဒါတော့စကောင်စီဥက္ကဋ္ဌပြောသွားတဲ့ခုနကအားလုံးပါဝင်နိုင်ရေးပေါ့နော်အဲ့မှာ PDF တွေပါထည့်ပြောသွားတာကြားပါတယ်ဆိုတော့ကျွန်တော်တေးချာအဲ့ဒီမိန့်ခွန်းကိုကျွန်တော်စာသားအစလေ့လာပါလေ့လာတော့ okay PDF တွေပါဖိတ်တယ်ဒါပေမဲ့သူဖိတ်ကြားတဲ့ပုံစံကလက်နက်ကင်လမ်းစဉ်ကိုစွန့်ပြီးတော့နော်နိုင်ငံရေးရွေးကောက်ပွဲလမ်းကြောင်းနေပြီးတော့ဝင်လာပါဆိုတဲ့သဘောမျိုးလေဆိုတော့စစ်တပ်ကအထက်စီးကနေဟိုနှစ်ပေါင်း80 80ဒီလိုပဲတိုင်းသားအင်အားစုတွေကိုလည်းလက်နဲ့စွန့်ပြီးတော့ဒီပေါင်းတွင်းဝင်မှာဆိုတဲ့ဒီလိုမျိုး mindset ရပဲသွားနေတာလေဒန်းတူညီတူကဲဘာပဲဖြစ်ဖြစ်လာကြပြောကြမယ်ဆိုတဲ့အကျော်ကြီးဘောရာမျိုးကျွန်တော်တို့လာတော့စစ်ကောင်စီဥက္ကဋ္ဌပြောသွားတာဆိုတော့အဲ့လိုမျိုးဖြစ်နေတယ်လေအဲ့ဒီပုံမှာဘာပြောချင်လဲကျွန်တော်တို့တဲ့ပဲပြောရလို့ရှိရင်ကျွန်တော်တို့ကဒီမိုကရေစီကိုလိုလားတဲ့အမြန်လို့တဲ့ဒီမိုကရေစီရေးဖက်ဒရယ်ရေးကိုတောက်လျှောက်လဲကျွန်တော်တို့ကြိုးပမ်းခဲ့ကြတဲ့သူတွေအထူးသဖြင့်နိုင်ငံရေးရဲ့သဘောတဘာဝနဲ့လက်နက်ကင်တပ်ဖွဲ့ပေါ့နော်စစ်တပ်ရဲ့သဘောတဘာဝနဲ့မတူပါဘူးအဲ့တော့မတူတဲ့အခါကျတော့အဲ့ဒီမတူတဲ့အခြေအနေကိုကျွန်တော်တို့ကအတိမပြုပြီးတော့မှဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲလို့ကျွန်တော်တို့ဆွေးနွေးကြရတယ်ကြိုးပမ်းကြရတယ်အဲ့တော့အဓိကဖြစ်နေတာကဒီဖွဲ့စည်းပုံအခြေခံဥပဒေအကြက်တဲဆိုတော့ဒီဟာကိုကျွန်တော်တို့ကဖြည့်ရှင်းဖို့ကြိုးစားတဲ့အခါမှာရွေးကောက်ပွဲမတိုင်ခင်အခြေအနေနဲ့ရွေးကောက်ပွဲအလွန်ပေါ့ရွေးကောက်ပွဲပြီးသွားတဲ့အခြေအနေဆိုပြီးတော့ကျွန်တော်တို့ကနှစ်ပိုင်းဆွေးနွေးကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးအလေးနဲ့ဆွေးနွေးခဲ့တာကရွေးကောက်ပွဲအလွန်မှာဒီပဋိပက္ခတွေကဆက်ရှိနေဦးမယ်။အဲ့တော့ရွေးကောက်ပွဲမတိုင်ခင်မှာအလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေ bilateral ပေါ့တဖွဲ့ချင်းနဲ့ဆွေးနွေးမှုတွေဆိုတာတွေကလည်းဆက်ပြီးတော့လုပ်နေဖို့လိုအပ်တယ်အဲ့တော့ရွေးကောက်ပွဲအလွန်မှာကြတော့ပဋိပက္ခပုံစံပြောင်းသွားလိမ့်မယ်ပြောင်းသွားမယ်ဆိုတော့အခုကတော့စစ်တပ်ကပဲအဓိကဥဆောင်ပြီးတော့ဆွေးနွေးတယ်ဆုံးဖြတ်တယ်ဆိုတာမျိုးဖြစ်နေတာပေါ့အဲ့တော့ရွေးကောက်ပွဲပြီးသွားရင်တော့သူကအာဏာခွဲဝေကျင့်သုံးတဲ့ပုံစံတစ်ခုပေါ်လာအခုကအာဏာ300စလုံးကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တယောက်တည်းကကင်တွယ်ကျင့်သုံးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုယ်တိုင်ကအခုပြောနေတာတွေအားလုံးကအကြံပြုတယ်တိုက်တွန်းတယ်ဆွေးနွေးတယ်ဆိုတဲ့အဆင့်မှာပဲရှိတယ်အဲ့တော့ကျွန်တော်တို့တွေကိုယ်တိုင်ဝင်ရောက်ပြီးတော့ဆုံးဖြတ်နိုင်တဲ့အခြေအနေမှာမရှိဘူးအဲ့တော့ကျွန်တော်တို့ကဒါကြောင့်မလို့ရွေးကောက်ပွဲကိုဒီ transitional election ပေါ့အဲ့တော့ဒီအခြေအနေကနေပြီးတော့နောက်ထပ်အခြေအနေသစ်တရပုံမူကောင်းမွန်တဲ့
အခြေအနေတစ်တရက်ကိုပြောင်းလဲနိုင်ဖို့အတွက်ဒီရွေးကောက်ပွဲကို transitional election အဖြစ်နဲ့ထပ်တမ်းဖို့ဒါကိုကျွန်တော်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်အခုကမ်းလှမ်းတယ်ဆိုတဲ့နေရာမှာလည်းပဲ EAO တွေနဲ့ PDF တွေနဲ့သဘောတဘာဝချင်းမတူတဲ့အခြေအနေတွေလည်းရှိပါတယ်အဲ့တော့ဒါကြောင့်မလို့ EAO တွေနဲ့ကတော့ NCA ထိုးတဲ့ကိစ္စထိုးပြီးတော့မှပြန်ပြီးတိုက်ခိုက်နေတဲ့ကိစ္စ NCA မထိုးရသေးတဲ့ကိစ္စမထိုးရသေးတဲ့အထဲမှာမှဒါအခုဒီ Peace Forum ကိုအခမ်းအနားလာပြီးတက်ရောက်တဲ့အင်အားစုတွေရှိတယ်လို့တချို့လည်းဖိတ်ကြားပြီးတော့မလာရောက်တဲ့အဖွဲ့တွေလည်းရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ငြိမ်းချမ်းရေးရဲ့သဘောကတော့တထိုင်နဲ့တော့ကျွန်တော်တို့ဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးပိုရေးကောင်းမွန်တဲ့ကျေပြန့်တဲ့ဖြည့်ရှင်းမှုပုံစံကိုဥတည်ပြီးတော့ကြိုးပမ်းသွားရမယ်လို့မြင်ပါတယ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းနောက်ဆက်ပြီးမေးလို့ပါဒါပေမဲ့အခုဆက်ပြီးသိချင်တာအခုငြိမ်းချမ်းရေးဖိုရမ်တော့လုပ်ပြီးတကယ်ဒေါ်လာတိုက်ခတ်နေတဲ့အင်အားစုတွေ stakeholder တွေမပါဘူးโอเคအဲ့တော့ဒီအဖွဲ့တွေပါလာအောင်တကယ်ဆွေးနွေးနိုင်မဲ့အခင်းချင်းကဖြစ်လာနိုင်လားဒီထဲမှာဘာတွေဆွေးနွေးပြလဲဘာတွေလုပ်မယ်လို့ဆုံးဖြတ်နိုင်တယ်လဲပြောလို့ရမယ်ဆိုရင်ပေါ့နော်ဟုတ်ကဲ့အဲ့တော့အခုကတော့ကျွန်တော်တို့ကဒါငြိမ်းချမ်းရေးနဲ့ရွေးကောက်ပွဲနဲ့ချိတ်ထားတဲ့သဘောရှိတာပေါ့အဲ့တော့တက်ချုပ်ကလည်းပဲရွေးကောက်ပွဲကိုဒီဇင်ဘာကျင်းပပေးမယ်ဆိုတော့ပြောရရင်ကာလသတ်မှတ်ချက်ကာလအကန့်အသတ်တွေရှိတယ်အဲ့တော့ဒါ6လအတော်တွင်းမှာရွေးကောက်ပွဲဖြစ်လာလိမ့်မယ်နော်ဒါလုပ်ပြီးဆိုလို့ရှိရင်ကျင်းပပြီးဆိုလို့ရှိရင်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကရွေးကောက်ပွဲအလွန်ကိစ္စတွေကိုကျွန်တော်တို့ဆွေးနွေးကြတယ်ရွေးကောက်ပွဲမတိုင်ခင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ကတော့ဒါလက်ရှိစစ်တပ်ကပဲဥဆောင်ပြီးတော့ဆုံးဖြတ်မဲ့အခြေအနေမှာရှိပါတယ်အဲ့တော့သို့တော့ကျွန်တော်တို့ကတော့ရွေးကောက်ပွဲကိစ္စတင်မဟုတ်ဘဲနဲ့ဒီနိုင်ငံရေးကျင်းသားတွေပြန်ပြီးတော့လွတ်မြောက်နိုင်မှုကိစ္စဒီပရောက်မြန်မာတွေပြန်လည်ပြီးတော့ဝင်ရောက်လာနိုင်မှုကိစ္စအစရှိသဖြင့်နောက်တစ်ခါဒါစစ်မှုထမ်းဥပဒေနဲ့ပတ်သက်တာတွေလည်းကျွန်တော်တို့ဆွေးနွေးကြတာရှိပါတယ်ဒါကြောင့်ဒီဆွေးနွေးပွဲဟာငြိမ်းချမ်းရေးကိုတိုက်ရိုက်ကျွန်တော်တို့ကအဆုံးဖြတ်မပေးနိုင်ပေမဲ့လို့တွေ့ဝိုက်ပြီးတော့အထောက်အကူဖြစ်မဲ့ကိစ္စတွေအများကြီးကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့ပါတယ်ဟုတ်ကဲ့အဲ့တော့ရွေးကောက်ပွဲကိုဆက်မသွားရင်ဒီနေရာမှာအခုဖန်စီခံရတဲ့ဒေါ်ဆန်းစုကြည်နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေနိုင်ငံရေးကျင်းသားတွေကိစ္စကိုလည်းမေးမြန်းလိုပါတယ်အဲ့တော့အခုစစ်ကောင်စီသွားနေတဲ့အခင်းကျင်းမှာသူတို့နဲ့လက်တွဲပြီးတော့ဒါဥပ္ပိုလ်ကြီးတော့သွားတင်နဲ့ထွက်ရမယ်ပေါ့နော်ဆိုတော့ဒီအနေထားမှာအခုလူထုခေါင်းဆောင်တို့အတိမတ်ပြုထားတဲ့ဒေါ်ဆန်းစုကြည်နဲ့ခုန NLD ထိပ်ပိုင်းခေါင်းဆောင်တွေနိုင်ငံရေးကျင်းသားတွေသူတို့ကိုအခုစစ်ကောင်စီကဖန်စီအကျဉ်းချထားတဲ့အတိုင်းသူတို့မပါတဲ့အခင်းကျင်းကိုပဲသွားရမယ်လက်တွေ့ရတယ်အဲ့လိုဖြစ်နေတာပေါ့အဲ့အတိုင်းကိုလုံးဝလက်ခံပြီးသွားရမယ်လို့လက်ခံတာလားဥက္ကိုကြီးတို့ဒါမှမဟုတ်သူတို့ပါမှတိုင်းပြည်ရဲ့အကျက်တဲ့အလုံးကပြည်လဲနိုင်မယ်လို့နိုင်ငံတကာရောပညာရှင်အလုံးကသုံးသပ်တာရှိတယ်လေဆိုတော့ဥက္ကိုကြီးကိုနိုင်ကအဲ့လိုလက်ခံတာလားဒေါ်အောင်ဆန်းစုကြည်တို့တော့အခုချိန်မှာစစ်ကောင်စီဖယ်ထားရမယ်ဆိုတဲ့အနေအထားမျိုးလေဘယ်တော့မှသူဒီဒေါ်အောင်ဆန်းစုကြည်ကိုဒီရွေးကောက်ပွဲမပြီးမချင်းသူတို့လွတ်စေချင်မှာတော့မဟုတ်ဒီကိုကြီးတို့ကအဲ့တော့လုံးဝကျင်းတယ်သိလားမသူတို့ဘယ်လိုခေါ်မလဲလွတ်တော့တဲ့ဝင်ရမယ်ဟိုဟာလေအပြတ်ခံခြင်းမှာမဟုတ်တဲ့မှာဒီရွေးကောက်ပွဲပြီးသွားရင်နော်ဒေါ်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့လွတ်ပေးဖို့သူတို့တောင်းဆိုတယ်အခုကတော့သူတို့လွတ်ပေးခြင်းမှာတော့တောင်းဆိုမှာမဟုတ်အဲ့ပေါ်ဘယ်လိုမျိုးသုံးသပ်ပေးလို့လဲဗာများဖြေကြလို့တာမန်နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်တဲ့အခြေအနေကတော့တမျိုးဖြစ်နေတယ်နောက်တစ်ခါဒီထင်ရှားတဲ့လူထုထောက်ခံမှုရှိတဲ့နိုင်ငံရေးအကျဉ်းသားနိုင်ငံရေးခေါင်းဆောင်တွေနဲ့ပတ်သက်ရင်တော့ပုံစံတစ်မျိုးဖြစ်လိမ့်မယ်လို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ကျွန်တော်လည်းနှစ်ရှည်နိုင်ငံရေးအကျဉ်းသားဘဝနဲ့ဖြတ်သန်းခဲ့ရတဲ့အခါကျတော့ကျွန်တော်တို့ကတော့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကိုရွေးကောက်ပွဲပြီးတာတွေမပြီးတာတွေမဟုတ်ဘဲနဲ့လွတ်စေချင်တာပေါ့နော်ဒါကတော့တကယ်ကျွန်တော်တို့အရင်တည်းကစံတာပါအဲ့တော့ဒီလိုထင်ရှားတဲ့လူထုထောက်ခံမှုလည်းရှိတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ရင်တော့ကြိုတင်ဆွေးနွေးချက်တွေသဘောတူညီချက်တွေတစ်ခုခုတော့လိုအပ်လိမ့်မယ်လို့မြင်တယ်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းလွတ်ပေးတဲ့ကိစ္စမျိုးကတော့ကျွန်တော်တို့ကဘယ်လောက်ကြီးပဲလွတ်စေခြင်းဒီဖြစ်စေနိုင်ငံရေးအရာကြတော့အဲ့ဒီအချက်လက်တွေကိုလည်းထည့်သွင်းစဉ်းစားလိမ့်မယ်လို့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့နိုင်ငံရေးကျင်းသားအားလုံးကိုဒါလွတ်မြောက်စေချင်တာတော့ကျွန်တော်တို့ရဲ့ဆန္ဒပါဟုတ်ကဲ့အဲ့တော့စစ်ကောင်စီဥက္ကဋ္ဌတော့ဒီဇင်ဘာတတိယပတ်လောက်ဒိတ်တော့သူမပြောဘူးပေါ့နော်ဒါရွေးကောက်ပွဲလုပ်ဖို့တော့ကျင်းသေးဒါသူပြောသွားပြီဒီ၄ပတ်တွင်ပြီးအောင်သူတို့လောက်ကြမှာပေါ့နော်နောက်2026ဇန်နဝါရီလအထိပေါ့အဲ့တော့ဥက္ကိုကြီးတို့ပါတီကအခုဒါစ조사နေတယ်ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲပေါ့ဒီနေရာမှာတချို့ဝေဖန်သုံးသက်တာတချို့ကျွန်တော်ကြားတယ်အဲ့ဒါဘာလဲဆိုရင်ပြုတ်မှာ
ကိုကြီးတို့ပါတီပြုတ်မှာဘာလို့လဲသိလားသူတို့88ဒီမျိုးသက်ကျောင်းသားပါတီတွေဒီလွတ်တော်တွေပေးဝင်စေချင်မှာမဟုတ်ဘူးပြန်စစ်ကောင်စီကတကယ်အာယုံနောက်မဲ့ဟိုဟာတဲ့မှာနောက်ပိုင်းမှာဒီဘယ်လိုခေါ်မလဲသူတို့အာခံလာတဲ့ပါတီတွေဖြစ်လာနိုင်တာဖြစ်နိုင်တယ်ဆိုရင်တော့ဘယ်လိုဖြုတ်ဖို့တော့များတယ်လို့ထင်တာလေဘယ်လိုမျိုးဖြုတ်မလဲတော့တင်မှာဒီပါတီကဒီပါတီစည်းကမ်းနဲ့ဒီတမတ်ချနဲ့မပြည့်စုံဘူးဆိုပြီးတော့ဘယ်လိုဖြုတ်မှန်းလဲတော့တူတယ်ကတ်ပြီးတော့လေနားထောင်ကြည့်ရအောင် ဦးကိုကြီးတို့ကိုဒါ88မျိုးဆက်တွေဖြစ်တော့ဟိုကြည်ကောင်းအောင်သဘောမျိုးပေါ့နော်ရွေးကောက်ပွဲနီးမှသူတို့ဥပဒေအရဟိုကိုက်ညီတဲ့သဘောမျိုးနဲ့ကတ်မှဖြုတ်ချလိုက်မယ်ဆိုတော့ဟိုသုံးသက်မှုတွေရှိနေတယ်ဆိုတော့အဲ့ဒီဟာရောဖြစ်နိုင်ကြစီလားဦးကိုကြီးစိုးရိမ်တာအဲ့ဒီပေါ့ ကတ်ဖြုတ်မှာနဲ့ ဟိုကျွန်တော်တို့ကတော့သူ့သတ်မှတ်ချက်ကိုပြည့်ပြည့်အောင်တောက်လျှောက်ကျွန်တော်တို့စူးစမ်းနေပါတယ်အခုလည်းပဲဒါနေပြီးတော့3ရက်ဒီဆွေးနွေးပွဲပြီးတာနဲ့ပသိမ်မှာဒါ ARV တိုင်းယုံနဲ့ပသိမ်မြို့နယ်ယုံတွင်ပွဲပေါ့နော်ဒါကျင်းပပြီးတော့ကျွန်တော်ပြန်လာတာခုနလေးတွေပဲပြန်ရောက်ပါတယ်အဲ့တော့ဒီရက်ထဲမှာလည်းတခြားမြို့နယ်ယုံတွေကျွန်တော်တို့ဖွင့်ဖို့စူးစမ်းနေပါတယ်ပြောရရင်မြေပြင်ပေါ်မှာဒီလိုတခါတည်းရုံးရဖွင့်ပွဲအခမ်းအနားတွေနဲ့ဒါလိုက်ဖွင့်နေတယ်ဆိုတာကို၌ကပြည်သူတွေကြားထဲမှာဒါနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့အကြောက်တရားကြီးစိုးနေတဲ့ကိစ္စကိုဒါဖောက်ထွက်ဖို့အတွက်ဒါကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကဒါပြည့်မီအောင်စူးစမ်းခဲ့တယ်ဆိုရင်စူးစမ်းနိုင်တယ်ဆိုရင်တော့ဒါဒီတိုင်းတော့အတလွတ်တော့လာဖြုတ်ချလို့မရဘူးလို့ကျွန်တော်တော့မြင်ပါတယ်အဲ့တော့ကျွန်တော်တို့ဘက်ကပြည့်မီအောင်ကျွန်တော်တို့အတတ်နိုင်ဆုံးစူးစမ်းနေပါတယ်ပြည့်လဲပြည့်မီပါပါဟုတ်ကဲ့ဒီနေရာတစ်ခုရှိတာကဟိုအခုကပြည်တော်စုအဆင့်ဆိုတော့ကျွန်တော်တို့ဒီတရားဝင်အစိုးရတောင်းဆန်းစုကြည်တို့အောင်မှာဒီမှာပလိန်ဖြုတ်ချခဲ့သေးတာနော် walkie talkie အမှုနဲ့တောင်မှဒီဖမ်းခဲ့သေးတာနော်မင်းကဘာမလို့လဲမင်းပါတီကဘာမလို့လဲဖတ်ကိုမလုပ်တာနင်တို့ရှိတယ်လို့တော့ထင်တာပေါ့အဲ့တော့အဖြစ်ကြလေးအားလေဒါပြည်တော်စုဆင်းရနေပြည်နယ်ဆင်းကိုဆင်းလို့မရတော့ဘူးเนาะဟိုတကယ်မပြည့်မှုဆိုတခါတည်းဟိုရွေးကောက်ပွဲဝင်ခွင့်မရဘူးအဲ့အတွက်ဟိုမေးကြည့်တာပါဟုတ်ကဲ့ပါအဲ့တော့နောက်တစ်ခုကတော့ဥပ္ပိုလ်ကြီးဒီသတင်းစာရှင်းလင်းပွဲမှာလည်းပြောသွားတယ်ဖိုရမ်မှာလေเนาะဒီရွေးကောက်ပွဲဒီအသွင်ကူးပြောင်းရေးရွေးကောက်ပွဲသာဖြစ်တယ်ပေါ့เนาะတကယ်အပြောင်းလဲဖြစ်နိုင်မှာမဟုတ်ဘူးလို့ဆိုလိုတယ်ဒါပေမဲ့တစ်ဖက်မှာစစ်ကောင်စီကတော့သူ့ရဲ့စပြီးအာဏာယူထားကြတဲ့ကဒီဟာသူတို့ရဲ့ roadmap ရနောက်ဆုံးမှရွေးကောက်ပွဲလုပ်မယ်တိုင်းပြည်ပြောင်းလဲတာပဲဆိုပြီးတော့သူတို့ရဲ့အဓိကရည်မှန်းချက်ဖြစ်တယ်လေဒါဥက္ကိုကြီးကတော့ဒါအသွင်ကူးပြောင်းရေးအဆင့်ပဲရှိတယ်ဆိုပြီးတော့ဆိုလိုတာအခုဟိုတဆင့်လျှော့ပြီးတွက်လိုက်တယ်လို့ကျွန်တော်နားလဲတယ်ဘာကြောင့်စစ်ကောင်စီရဲ့ရည်မှန်းချက်နဲ့ဥက္ကိုကြီးတို့ရွေးကောက်ပွဲအမြင်ကဘာကြောင့်အဲ့လိုကွဲလွဲနေရလဲအဲ့ဒီပေါ်လေသိလို့ရတယ်ဟိုတခုကတော့ဒါတရားဝင်ထပ်ခါတလဲလဲသုံးနှုံးနေတဲ့အသုံးနှုံးကို၌ကတာမန်အခြေအနေမဟုတ်ဘူးလို့သုံးနှုံးနေတာအဲ့တော့တာမန်အခြေအနေမဟုတ်တဲ့အခြေအနေမှာလုပ်တဲ့ရွေးကောက်ပွဲဟာတာမန်ရွေးကောက်ပွဲတွေလို့ကျွန်တော်တို့ညှော်လင့်လို့မရဘူးတကယ်ဆိုရင်အခုဟလာမပုံမတင်နိုင်မဲနဲ့ကြံနေခဲ့တဲ့နိုင်ငံရေးအင်အားစုတွေလည်းရှိတယ်အဲ့တော့တကယ်ကတော့ဒီမိုကရေစီဆိုတာကနိုင်ငံရေးအရာဟိုကြဲပြန့်ပါဝင်နိုင်လေပို့ပြီးတော့အားကောင်းလေပေါ့အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့အခုလုပ်ရတဲ့ရွေးကောက်ပွဲဟာတချို့လည်းဒီရွေးကောက်ပွဲပေါ်မှာသဘောထားကွဲလွဲပြီးတော့ဝင်ရောက်ရှင်ပြိုင်မှုမလုပ်ဘူးသို့တော့သက်ဆိုင်ရာမဲဆန္ဒရှင်တွေရဲ့ထောက်ခံမှုလည်းရှိထားပြီးသားအင်အားစုတွေဆိုတော့သူတို့တွေပါလာမှသာလျှင်တကယ်ဟလာဟိုတင်းပြကြပြပေါ့အားကောင်းတဲ့ရွေးကောက်ပွဲဖြစ်လာမှာပေါ့ဟောဒါကြောင့်မလို့အခုချိန်နေရတော့ကျွန်တော်တို့ကိုယ်တိုင်ကနိုင်ငံရေး platform ပြန်ပြီးပေါ်ပေါက်လာဖို့အားကောင်းလာဖို့အတွက်ကိုဟိုပြောရင်တော့ကိုနိုင်ငံရေးအနာခံပြီးတော့ဝင်လောက်ရတဲ့အခြေအနေပါဟိုနိုင်ငံရေးသမားဆိုတာပြောရရင်ဟိုအရိုက်လက်ခံနိုင်တယ်အဖမ်းလက်ခံနိုင်တယ်နောက်ဆုံးသေကာမသေရောကိုယ့်ရဲ့နိုင်ငံရေးဂုဏ်သိက္ခာဆိုတာကိုတော့တိတ်တံမိုးထားကြတယ်တိတ်ကြောက်ကြတယ်အဲ့တော့ကျွန်တော်တို့ကြတော့အခုစဉ်းစားနေတာကဟိုနိုင်ငံရဲ့ဒီလောက်ထိခိုက်နေတာပြီးတော့ဟိုတစစီဖြစ်နေတဲ့အခြေအနေမှာနိုင်ငံရေးပြန်ပြီးအားကောင်းလာဖို့ပေါ်ပေါက်လာဖို့နောက်ပြည်သူတွေထိခိုက်နေတာမှုအ ਨੇ ဆုံးဖြစ်ဖို့အတွက်ကျွန်တော်တို့ဒါဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ဒီရွေးကောက်ပွဲဟာလာအတွင်ကူးပြောင်းရေးအဆင့်တစ်ဆင့်ကိုဖြတ်သန်းဖို့လုပ်တဲ့ရွေးကောက်ပွဲလို့ကျွန်တော်အဲ့လိုပဲမြင်ပါတယ်ကျွန်တော်နိုင်ရှင်ပြီးပြန်ပြောရရင်1988စစ်တပ်ကအာဏာသိမ်းပြီးတဲ့အချိန်မှာ18လနဲ့ရွေးကောက်ပွဲအချိန်စရာကြီးညာပါတယ်အဲ့ဒီအချိန်တုန်းကဟိုပြောရင်နိုင်ငံရေးလောကမှာအကျေလောင်ဆုံးဖြစ်နေတဲ့ဟာတခုကဂျာပြအစိုးရရရှိရေးတို့ရေးပေါ့အခုနဲ့ပြောမယ်ဆိုရင် interim arrangement ပေါ့ interim government
တော့အဲ့ဒီအခြေအနေမှာကတည်းကကျွန်တော်က1990ရွေးကောက်ပွဲကိုဒီကြားပြတ်အစိုးရရနိုင်တဲ့နီလန်းအဖြစ်နဲ့ဖြတ်သန်းတဲ့တယ်လို့ဆိုတဲ့ဟာကိုဒါကျွန်တော်ကိုယ်တိုင်အဲ့ဒီစာတမ်းနဲ့အတူအဖမ်းခံခဲ့ရဘူးပါတယ်အဲ့တော့အခုဒါတကြော့ပြန်မယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့1990ကိုကြားပြတ်အစိုးရရနိုင်တဲ့ရွေးကောက်ပွဲအဖြစ်နဲ့ချင်းကပ်ပြီးတော့ကျွန်တော်တို့ညှိနှိုင်းဆောင်ရွက်ကြဖို့ကျွန်တော်အကြံပြုတိုက်တွန်းခဲ့သလိုပဲအခုလာမယ့်ရွေးကောက်ပွဲဟာလည်းကြားပြတ်အစိုးရရနိုင်တဲ့နီလန်းလို့ကျွန်တော်တို့88ကပြောခဲ့သလိုပဲဒါအသွင်ကူးပြောင်းရေးအဆင့်တစ်ဆင့်ကိုဖြတ်သန်းမဲ့ရွေးကောက်ပွဲလို့ပဲကျွန်တော်မြင်ပါတယ်โอเคအဲ့တော့ရွေးကောက်ပွဲအလွန်ကိုကြည့်အောင်ပါရွေးကောက်ပွဲအလွန်ဆိုလို့ရှိရင်အခုတကယ် stakeholder တွေတော်လှန်ရေးအဖွဲ့အစည်းတွေကအခုရွေးကောက်ပွဲကိုလည်းသူတို့ကလက်မခံဘူးလို့ပြောထားတယ်ပြီးတော့အခုလုပ်နေတဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာလည်းသူတို့သဘောထား6ချက်ပေးထားပြီဒီတိုင်းဆိုရင်တော့ဆွေးနွေးလို့ရမယ်ပေါ့နော်ဒါဘာမှလည်းမပြောင်းလဲသေးဘူးအခုချိန်ကြီးအဲ့တော့တကယ်လို့ရွေးကောက်ပွဲပြီးလို့ခုနအစိုးရပုံစံတက်လာပြီဆိုပါစို့အစိုးရလည်းရှိမယ်ခုနစစ်တပ်ကလည်းတိုင်းမရှိမယ်ဆိုရင်ငကိုအတိုင်းပဲပေါ့နော်ဒီခုနတော်လှန်ရေးအင်အားစုတွေကအစိုးရကိုလည်းတိုက်မယ်စစ်တပ်ကိုလည်းတိုက်တဲ့သဘောပဲဆက်ရှိနေမယ်အသွင်ပြိုကြည့်လို့ရတယ်လေဆိုတော့အဲ့ချိန်တွေမှာဘာများထူးကြမလဲဥပ္ပိုလ်တို့အနေနဲ့အဲ့ချိန်မှာဘာလုပ်လို့ရနိုင်မလဲဟိုပြောရင်တော့အခုတိုက်ခိုက်နေတဲ့သူတွေရောဟလာဟိုကျွန်တော်တို့ပြည်တွင်းနိုင်ငံရေးပါတီတွေကိုတိုက်ခိုက်နေတဲ့သူတွေရောဒါလက်နက်ကင်တိုက်ခိုက်နေတဲ့သူတွေရောတစ်ချိန်လုံးကကိုနဲ့အတူတူလက်တွဲခဲ့ကြတဲ့သူတွေအများကြီးပါပါတယ်အဲ့ထဲမှာအဲ့တော့ကျွန်တော်ပြောချင်တာကတော့လက်တွေ့ကြတဲ့နိုင်ငံရေးဆိုတာတခါကြရင်တော့ဟိုခါးသီးတာပေါ့ဗျာဟလာပဂရိအခြေအနေကိုကျွန်တော်သုံးသပ်တဲ့အခါမှာကိုဖြစ်စေခြင်းတယ်လို့ကိုစန္ဒအတိုင်းတော့မဖြစ်ဘူးပေါ့အဲ့တော့ပြောရရင်တော့ဒါကြိုက်မကြိုက်ပဂရိတရားအရာပြောရရင်တော့ရွေးကောက်ပွဲကသာလျင်နိုင်ငံရေးအခင်းကျင်းအသစ်တစ်ခုကိုကျွန်တော်တို့ပေါ်ပေါက်စေနိုင်တယ်ကိုဒါကျွန်တော်တို့ရှင်းလင်းပဲပြန်သုံးသပ်ကြည့်လို့ရှိရင်နိုင်ငံတကာအကူအညီမရဘဲနဲ့ဒီလိုစစ်တပ်ကိုလက်ရှိအစိုးရတရက်ကိုဖြုတ်ချတယ်ဖယ်ရှားတယ်ဆိုတဲ့ကိစ္စမျိုးဟာဒါတမိုင်းနဲ့ချီပြီးတော့ပြန်ပြီးလေ့လာကြည့်ဖို့လိုတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့တော့စစ်ချိန်မြင့်နေတဲ့အချိန်မှာတောင်မှဒါကိုကြုတ်ကွန်မောဟိုပြောခဲ့တာလေးကိုကျွန်တော်ပြန်ပြီးတော့သတိရတယ်နိုင်ငံကြီးတစ်ခုခုရဲ့အကူအညီမရဘဲနဲ့လုံးဝကြီးဖယ်ရှားပစ်ဖို့ဆိုတာမလွယ်ဘူးဆိုတဲ့ဟာကိုကျွန်တော်မှတ်မိနေပါသေးတယ်အဲ့တော့တကယ်လဲဒါပဂရိအခြေအနေပါပဲအထူးသဖြင့်ကတော့ပြည်တွင်းကပြည်သူတွေရဲ့ဟလာဖျို့ဖျဲကျွန်တော်တို့ဟိုစာဝတ်နေရေးအခြေအနေပညာရေးကျန်းမာရေးအခြေအနေလုံခြုံရေးအခြေအနေထိတ်လန့်ဖြစ်နေရတဲ့အခြေအနေတွေအားလုံးကိုထည့်ပြီးတော့စဉ်းစားဖို့လိုတယ်လို့မြင်ပါတယ်အဲ့တော့ဒီလက်နက်ကင်ရဲ့သဘာဝဟာကျွန်တော်ကိုယ်တိုင်လည်းပဲ88ကာလမှာလက်နက်ကင်မှုကြိုးစားခဲ့တယ်ချို့လက်နက်ကင်အဖွဲ့အစည်းတွေနဲ့လည်းဒါကျွန်တော်ထိစပ်ပြီးတော့ဆွေးနွေးပြခဲ့တာတွေရှိတယ်နောက်ကျွန်တော်ဒါငြိမ်းချမ်းရေးဖြစ်စဉ်မှာဆောင်ရွက်တဲ့အခါကျတော့လည်းလက်နက်ကင်အဖွဲ့အစည်းကခေါင်းဆောင်တွေနဲ့ပုဂ္ဂိုလ်ရေးရောပေါ့ကျွန်တော်တို့ဒါပြောပြဆိုပြဆွေးနွေးပြကြတာတွေရှိတော့ဒီလက်နက်ကင်နိုင်ငံရေးရဲ့တိမ်မွေ့နေမှုပေါ့နော်တိုင်းရင်းသားနိုင်ငံရေးရဲ့တိမ်မွေ့နေမှုကိုကျွန်တော်အများကြီးကျွန်တော်လေ့လာဝင်ရခဲ့တယ်ကျွန်တော်တို့ဒီဟာတွေကျွန်တော်တို့ကိုယ်တိုင်ဖြည့်ရှင်းရတယ်ဖြည့်ရှင်းဖို့အခွင့်အလမ်းကျွန်တော်တို့ကိုယ်တိုင်ပါဝင်နိုင်ဖို့ကျွန်တော်တို့စူးစမ်းရတယ်အဲ့ဒါဒီနိုင်ငံရေးအရာပဲကျွန်တော်တို့စူးစမ်းလို့ရတယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးဘောင်တွေကနေပြီးတော့ဟလာစစ်တပ်ကိုလည်းသူ့တုံးချင်တိုင်းလုပ်လို့မရအောင်ကျွန်တော်တို့ကဒီဘက်ကလူထုထောက်ခံမှုရလာပြီဆိုရင်ကျွန်တော်တို့ကလည်းပြောတင်ပြောလိုက်တာတွေပြောရမယ်ဆွေးနွေးတင်တာတွေကျွန်တော်တို့ပြောရမယ်ဒါပြီးခဲ့တဲ့ကာလမှာလည်းတကယ်ကပြုပြင်ပြောင်းလဲမှုတချို့တွေလုပ်နိုင်ခဲ့တာတွေရှိပါတယ်နော်ဟိုဖြစ်ခဲ့ပါတယ်သို့တော့နှမျောစရာကောင်းတာကတော့အဲ့ဒါတွေအားလုံးဒီကာလမှာပြန်ပြီးပျက်စီးသွားတာပဲနော်ဒါကြောင့်ကျွန်တော်တို့အခုဒီတွင်မှာစူးစမ်းနေတယ်ဆိုတာကကိုယ်ကြိုက်ချင်းမကြိုက်ချင်းနဲ့မဆိုင်ဘူးပဂတိတရားအရအကောင်းဆုံးဖြစ်နိုင်မဲ့လက်တွေ့ကြတဲ့နည်းလမ်းကိုရွေးချယ်နေရတာဖြစ်ပါတယ်ဒီနေရာမှာပြန်ပြီးတော့ပေါ့နော်ဟိုကျွန်တော်မေးလို့တာတခုကတော့အရင်လဲဒါမေးမှုပါတယ်ဆိုလိုတာကဒီမြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာ62ကစပြီးစစ်တပ်ကဦးစီးလာတာနိုင်ငံတော်အုပ်ချုပ်ရေးမှာသူတို့ပဲဦးစီးဆောင်ရွက်လာဒီ mindset ကိုပြင်လို့မရဘူးဆိုတဲ့သုံးသက်ချက်တွေရှိရလေဆိုလိုတာအခု2010ရွေးကောက်ပွဲစလုပ်တဲ့အပိုင်းဟိုက2008မှာအခြေခံတယ်2008ကိုကလည်းဒီစစ်တပ်ကတမသားယူထားတာကသူတို့ဒီသားလည်းဒီတကယ်သမရနေရာကိုရနိုင်မယ်လို့မျှော်လင့်ခဲ့တယ်လို့ဒါပညာရှင်တွေသုံးသက်တယ်ဒါပေမဲ့အခြေအနေတစ်ခုမှ2015မှာဘလို့မှမဖြစ်နိုင်ခဲ့တော့သူအခြေအနေတွေပြောင်းပြန်ဖြစ်ပြီးသူတို့လည်းဟိုပုံစံတစ်မျိုးနဲ့စဉ်းစားတယ်လို့ယူဆတယ်လေဒီအတွက်တော့အာဏာပြန်သိမ်းတယ်လို့ပြောကြတယ်ဆိုလိုချင်တာကဒီ2008အခြေခံတဲ့ဒီစစ်တပ်ကအာဏာကိုအမြဲလိုချင်တယ်ဆိုတော့သုံးသက်ချက်ရှိတယ်ဟောဆိုတော့အခြေခံဥပဒေမှာကိုကခုနက
စစ်တပ်ဒီအမျိုးသားနိုင်ငံရေးမှာပါဝင်ရမယ်ဆိုတာထည့်ထားတာလေ လဲနေ ဆိုတဲ့ခါကျတော့ဒီအခြေအနေကိုပဲပြန်ပြီး မော် မေး လုံး လို့ ဆက် ပါ ကူ လေ ကတ်တယ် အခုရွေးကောက်ပွဲကလည်းခုနလိုစစ်တပ်ကအာဏာအုပ်စီးမှုကိုပဲပြန်ဖော်ခြင်းတဲ့သဘောမျိုးဖြစ်လာရင်နော်ဥပ္ပိုလ်ကြီးတို့အနေနဲ့ဘာလုပ်နိုင်မလဲအဲ့ဒီအခြေအနေဆိုရင် ကျွန်တော်တို့ပြီးခဲ့တဲ့အခြေအနေကိုပဲပြန်သုံးသပ်ကြည့်ဖို့လိုတာပေါ့တကယ်လို့သာကျွန်တော်တို့က 10နှစ်လောက်ဒီမိုကရေစီ ဟုတ်ကဲ့ လုပ်လိုက် အားကောင်းကောင်းနဲ့ အာဏာလေးပြန် နိုင်ငံ သိ ရေး မ်း ပြန် လိုက် ရှင်းတန်းလာမယ်ဆိုရင် ယူရီးယားနဲ့ဒီတိုင်း 2015 မ မှာ လုပ်နေတာ အပြတ်အသတ်အနိုင်ရခဲ့တဲ့အဆင့်တောင်ကျွန်တော်တို့ရောက်ခဲ့တာပဲ စစ်အာဏာသိမ်းဖို့ တခုတော့ရှိတယ် ယူရီးယား ကျွန်တော်တို့က ဒါ အဲ့ဒီချိန်ကလည်းကျွန်တော်ပြောပါတယ်ဆရာကျော်ဝင်းတို့ဘာလို့လဲတောက်လျှောက်ပေါ်ပြောနေတာတွေရှိတယ်အဲ့ဒီချိန် တဲ မှာ လာပြီဆို အဲဆိုဒီ transitional management ဒီအကူအပြောင်းကိုစီမံခန့်ခွဲတဲ့ကိစ္စအင်မတန်အရေးကြီးတယ်ဟလာကျွန်တော်ဒီမိုကရေစီနိုင်ငံအပြောင်းလဲမှာနောက်ပြန်လန်ကျသွားတဲ့နိုင်ငံတွေကဘယ်လောက်ရာခိုင်နှုန်းရှိတယ်ဘယ်လောက်များတယ်ဆိုတာတွေလည်းတောက်လျှောက်ကျွန်တော်တို့ဟလာထောက်ပြအကြံဉာဏ်ပေးခဲ့ကြတာရှိပါတယ်အဲ့ဒီကာလမှာကလေးကစိုးရိမ်တကြီးနဲ့ထောက်ပြခဲ့ကြတာရှိတယ်အဲ့တော့တကယ်လဲကျွန်တော်တို့နောက်ပြန်လန်ကျသွားတာပေါ့နော်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကလူထုထောက်ခံမှုအရေးကြီးတယ်သို့တော့လူထုထောက်ခံမှုရပြီးသွားတဲ့အချိန်မှာအဲ့ဒီခေါင်းဆောင်တွေရဲ့အခန်းကဏ္ဍကပို့ပြီးတော့အရေးကြီးသွားတယ်အဲ့တော့ခေါင်းဆောင်တွေကဒီအချက်တဲကိုဒီအခြေအနေကိုဘယ်လိုတိမ်တိမ်မွေ့မွေ့နဲ့ဖြည့်ရှင်းနိုင်တယ်လဲကြော်လွှားနိုင်တယ်လဲဆိုတဲ့အပေါ်မှာလဲမူတည်တယ်လို့ကျွန်တော်မြင်ပါတယ်ဒါကြောင့်ကျွန်တော်ပြောတော့ဟလာဝိုင်းပြီးတော့ဆဲကြတက်ခိုက်ကြတာတွေရှိတယ်အဲ့တော့အင်ဒိုနီးရှားအပြောင်းအလဲကိုပြောနေကြတဲ့အခါကျတော့အာနာရှင်လို့ပြောကြတဲ့ဆူဟာတိုကနေပြီးတော့သူယုံကြည်စိတ်ချရတဲ့ဟာဘီဘီကိုလွှဲတာပဲအဲ့ဒီကနေပြီးတော့မှဒါဝါဟစ်တက်လာတဲ့အခါကျတော့ဝါဟစ်ကဒီအပြောင်းအလဲကိုသူတိမ်တိမ်မွေ့မွေ့နဲ့ထိန်းချောင်းသွားနိုင်တဲ့အတွက်ကြောင့်နောက်ဆုံးလွှတ်တော်တွေကနေနိုင်ငံရေးတွေကနေပြီးတော့အင်ဒိုနီးရှားစစ်တပ်ကဒါစုတ်ခွာတဲ့အဆင့်အထိဒါအောင်မြင်ခဲ့တာဟာတော်တော်အချိန်ယူရတယ်ပြီးတော့ကျွန်တော်တို့လူမသိတဲ့ကြိတ်ဝိုင်းတွေတွတ်ဆုံဆွေးနွေးမှုတွေလည်းအများကြီးရှိတယ်အဲ့တော့ဆိုလိုတာကနိုင်ငံရေးသမားတွေရဲ့အခန်းကဏ္ဍပညာရှင်တွေရဲ့အခန်းကဏ္ဍနယ်ပယ်အသီးသီးလူထုပေါ်မှာဩဇာရှိတဲ့ပုံကိုယ်တွေရဲ့အခန်းကဏ္ဍအဲ့ဒါတွေအားလုံးကိုစုစည်းပြီးတော့ဖြည့်ရှင်းကြရတာလို့ကျွန်တော်အဲ့လိုပဲမြင်ပါတယ်ဟုတ်ကဲ့ဥက္ကိုရဒီအင်ဒိုနီးရှား model ကိုအများကြီးညွှန်းလေးရှိတယ်ပေါ့နော်အဲ့တော့ဒီအခုစစ်တပ်ရဲ့အခြေအနေကိုရောကျွန်တော်တို့ထပ်ပြီးတော့ဥက္ကိုရဲ့သုံးသက်ချက်သိလို့တယ်ဒီလိုအင်ဒိုနီးရှားစစ်တပ်လို့အခုမြန်မာစစ်တပ်ကအဲ့လိုနိုင်ငံရေးစုပ်ခွာဖို့စနစ်တကျပေါ့အချိန်တော့ယူမယ်သူတို့မှာအဲ့ဒီလို mindset ပေါ့နော်တကယ်ရောရှိလားဒါမှမဟုတ်ပဲပြည်တော်စုမပြုတ်ကွဲဆိုတဲ့ဒိုရေးတောင်3ပါးနဲ့နော်ဒီအမျိုးသားနိုင်ငံရေးမှာစစ်တပ်ကရှိနေရမယ်ဆိုတဲ့ mindset ကြီးကစွဲနေတာလားသူတို့ကိုယ်နိုင်ကဘယ်လိုနားလေနေလဲဒီစစ်တပ်ကမြန်မာနိုင်ငံပေါ်ဥက္ကိုကြီးအဲ့ကိုဘယ်လိုသုံးသပ်ချက်ရှိလဲအဲ့ဒါလေကျွန်တော်ဒီလို public interview တွေမှာလည်းကျွန်တော်အများအားထောက်ပြနေပါတယ်အဲ့တော့ဘာဆိုတော့ဒီလက်နက်ကင်ပဋိပက္ခကဒါနှစ်ပေါင်းဒါ80လောက်ဖြစ်လာပြီပေါ့နော်ဒါကို89နှစ်အနှစ်80လောက်ဖြစ်လာပြီအဲ့တော့စဉ်းစားပုံတွေကအစဉ်အလာစဉ်းစားပုံအဟောင်းနေနဲ့ဒီပြဿနာအဟောင်းကိုစဉ်းစားပုံအဟောင်းနေနဲ့ပဲဖြေရှင်းနေရင်တော့အဲ့ဒါပြည်လည်မှာမဟုတ်ဘူးအဲ့တော့ဒါကြောင့်မလို့ဟလာတမယိုးကြစဉ်းစားတဲ့ပုံစံတွေကနေဖောက်ထွက်ဖို့လိုပြီးအခြေအနေသစ်တွေကိုရင်ဆိုင်ဖို့အတွက်ဒါစဉ်းစားပုံအသစ်တွေဖြည့်ရှင်းပုံအသစ်တွေပါလိုအပ်လာပြီဆိုတာကိုဒါကျွန်တော်တောက်လျှောက်လဲပြောဆိုထောက်ပြလာခဲ့တာဖြစ်ပါတယ်အဓိကရည်ညွှန်းတာကတော့တပ်မတော်ခေါင်းဆောင်တွေကိုပါကျွန်တော်ရည်ညွှန်းတာဖြစ်ပါတယ်အဲ့တော့အစဉ်လာစဉ်းစားပုံတွေနဲ့ကတော့ဒီပြဿနာအဟောင်းဟာဒီလောက်နှစ်80ကျော်ဖြည့်ရှင်းလာလို့မှမအောင်မြင်ဘူးဆိုရင်စဉ်းစားပုံကိုပြန်သုံးသပ်သင့်ပြီဆိုတာကိုကျွန်တော်တို့ဒါထောက်ပြဝေဖန်ခဲ့တာဖြစ်ပါတယ်အဲ့တော့စစ်တပ်အနေနဲ့လည်းပဲလုံခြုံရေးထိတ်ရောက်နေတဲ့အချိန်မှာကတော့ကျန်တဲ့ကိစ္စတွေကနောက်ရောက်သွားမှာပဲဟလာအမေရိကန်မှာ911ဖြစ်လိုက်တဲ့အခါကျတော့တခြားလူခွင့်ရေးတို့ဘာလို့ဆိုတဲ့ကိစ္စတွေကနောက်ရောက်သွားတယ်လို့ပဲအဲ့တော့ကျွန်တော်တို့လုံခြုံရေးကိစ္စကထိတ်တန်းရောက်လာပြီဆိုရင်ကျန်တဲ့ကိစ္စတွေကကျွန်တော်တို့ကနောက်ရောက်သွားတတ်တာတဘာဝပဲဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကဒါတည်ငြိမ်တဲ့နိုင်ငံရေးပတ်ဝန်းကျင်ပြန်ပြီးပေါ်ပေါက်လာမှဟလာကျွန်တော်တို့အခုပြောနေတဲ့လွတ်လပ်ပွင့်လင်းမှုတွေFederal ကိစ္စဒီမိုကရေစီကိစ္စတွေကိုဒီတဲ့ပို့ပြီးလာအားကောင်းကောင်းနဲ့ပြောနိုင်မယ်လို့ကျွန်တော်ကတော့ညွှန်လင့်ပါတယ်နောက်တစ်ခုကအခုငြိမ်းချမ်းရေးဖိုရမ်လို့ခေါင်းစဉ်တက်ထားတယ်ခုနပြောသူအဓိကလက်နက်ကင်တိုက်ပွဲဝင်နေတဲ့အင်အားစုတွေမပါဘူးဒါပေမဲ့ဒီနောက်ပိုင်းမှာအထဲမှာပါတီလမ်းကြောင်းတော့မဟုတ်ဘူးเนาะနိုင်ငံရေးလမ်းကြောင်းနဲ့တွားမယ်အင်အားစုပုံစံမျိုးတွေပေါ်လာတာကျွန်တော်ကြားရတယ်ဒီငြိမ်းချမ်းရေးဖိုရမ်မှာသူတို့ကြတော့ဘာလို့ပါဝင်ခွင့်မရှိရတာလဲအဲ့ဒါကိုဥက္ကိုကြီးဘယ်လိုမြင်လဲဗျဖိတ်ကြားတာတွေရှိတယ်လို့တော့ကျွန်တော်လည်းကြားတယ်ဗျတော်တော့ကြဲကြဲပြန့်ပြန့်ဖြစ်ဖို့အတွက်သူတို့ဖိတ်တာတွေရှိတယ်အဲ့တော့သို့တော့ဖိတ်ကြားတဲ့သူတွေထဲမှာအကြောင်းမပြန်တာတို့မတက်တာတို့အစရှိသဖြင့်
အဲ့ဒါလိုမျိုးတွေလည်းရှိတယ်လို့ကြားရပါတယ် ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ပေါ့နော်ဒီငញ្ញရေးဖိုရမ်ကအတော်လေးပွင့်ပွင့်လင်းလင်းနဲ့ဆွေးနွေးတယ်လို့ကျွန်တော်ကြားရပါတယ်ဆွေးနွေးတဲ့သူတွေနားထောင်တဲ့သူတွေပြန်ထွက်လာပြီးပြောပြချက်ရပါတော့ပြောတယ် Chantan Rule ဆိုတော့လေဒါအသေးစိတ်ပြောပြလို့တော့မရဘူးပေါ့လေအဲ့လိုကြားတယ်အဲ့တော့ဥကိုကြီးကလည်းဒီမှာတကယ်ဟိုပန်နယ်မှာဆွေးနွေးခဲ့တဲ့တယောက်အနေနဲ့မြန်မာနိုင်ငံအတွက်ဒီဖိုရမ်ကအရွေးတစ်ခုကိုဗာများမျှော်လင့်နိုင်မလဲ အခုကတော့ကျွန်တော်တို့အကြံပြုချက်တွေအားလုံးက140လောက်ရှိတယ်အဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ဆွေးနွေးတယ်နောက်တစ်ခါဒါ panel အသီးသီးလဲကျွန်တော်တို့ခွဲပြီးတော့ဆွေးနွေးချက်တွေအားလုံးကိုစုစည်းထားတာပေါ့လေဆိုတော့အဲ့ထဲမှာမှဒီအကြောင်းအရာအပြင်ဟိုတူတဲ့ဟာတွေကိုစုစည်းပြီးတဲ့အခါကျရင်เนาะဒီဟာတွေကိုလက်တလောဆောင်ရွက်လို့ရတဲ့ကိစ္စဆောင်ရွက်တဲ့ကိစ္စကျန်တဲ့ဟာတွေကတော့ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စအစရှိသဖြင့်ဒါတွေကိုအစုတွေခွဲပြီးတော့ဒါတက်မတော်ကာကွယ်ဦးစီးချုပ်စီကိုလည်းတင်ပြမယ်ဆိုတာကိုကျွန်တော်တို့သိရပါတယ်အဲ့ဒီကနေပြီးတော့မှအချက်တွေကလက်တွေ့ကောင်တယ်ပေါ်လာမလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်ပြီးတော့မျှော်လင့်နေသေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆွေးနွေးကြတဲ့အထက်မှာဒီငြိမ်းချမ်းရေးအကျိုးဆောင်ပေါ့နော်အဲ့တော့ခုနကပြောသလိုလာပါလို့တော့ဖိတ်တယ်အဲ့တော့ဖိတ်ပုံဖိတ်နည်းပေါ့ဘယ်လိုဖိတ်မလဲဘယ်လိုမျိုးဘယ်သူတွေပါလာအောင်ဖိတ်မလဲဆိုတာကတော့လက်တွေ့မှာအကောင့်တွေပေါ်ဖို့အတွက်ကဒါပြီးခဲ့တဲ့ကာလတွေမှာလည်းငြိမ်းချမ်းရေးအကျိုးဆောင်နေပေါ့နော်ဆောင်ရွက်ခဲ့ကြတာလို့ရှိတော့အဲ့ဒီဟာလည်းဒါအကြံပြုချက်တွေထဲမှာပါပါတယ်ဗျအဲ့တော့ဒါကြောင့်Chatham House Rule ဖြစ်တဲ့အတွက်ကြောင့်ဘယ်သူတွေဘာပြောတယ်လို့ထုတ်ဖော်ပြောလို့မရပြီမဲ့လို့ဆွေးနွေးဝိုင်းတွေဟာတော်တော်ကိုအသက်ဝင်တယ်ပြောကြဆိုကြတာတွေမှာလည်းဘာမပြောနဲ့ဘာပြောပါလို့ကြိုတင်ကန့်သတ်ထားတာလည်းမရှိတဲ့အတွက်ကြောင့်တက်လာတဲ့သူတွေဟာလည်းကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့အယူအဆတွေကိုတော်တော်ပွင့်ပွင့်လင်းလင်းပြောကြတဲ့အတွက်ကြောင့်ဒီဟာတွေကရှေ့ဆက်လက်ဆောင်ရွက်မဲ့ကိစ္စတွေအတွက်တော့ထောက်ကူဖြစ်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ဥကိုကြီးကျေးဇူးတင်ပါတယ်အခုငြိမ်းချမ်းရေးဖိုရမ်မှာတက်ရောက်ပြီးတော့ပန်နယ်အနေနဲ့ဆွေးနွေးခဲ့သူတယောက်အနေနဲ့သုံးသက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ Peace Talk ကနေပြီးတော့ Peace Forum ပေါ့အခုများမကြာခင်မှာ NCA 10နှစ်ပြည့်အခမ်းအနားရှိပါတယ်အဲ့ဒါနဲ့ဆက်ပြီးတော့အခုလိုမျိုးဆွေးနွေးပွဲမျိုးဒါဆက်လက်ပြီးတော့ကျင်းပဖို့ပြုလုပ်ဖို့လဲကတိကဝတ်ပြုထားတာရှိတဲ့အတွက်ကြောင့်ဒီဆွေးနွေးပွဲတွေကတော့ဆက်ရှိနေမယ်လို့ကျွန်တော်တို့သိရပါတယ်ဟုတ်ကဲ့ပါဗျ